အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်မှာလည်းပြန်လဲဆုံတွေ့ကြပြန်ပြီเนาะညီမကဒီတစ်ပတ်မှာပေါ့เนาะပညာဌာနဗီဒီယိုဖိုင်လေးကိုထပ်ပြီးတော့မှမျှဝေပေးချင်ပါတယ်ရှင်မလေးစကားကိုစတင်ပြီးတော့မှလေ့လာနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်လေးကအထောက်အကူပြုစေလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပညာဌာနဗီဒီယိုဖိုင်လေးဖြစ်လို့ဖြည်းလေးနဲ့မှတ်မှန်လေးညီမကပြောပြပေးသွားမယ်ပေါ့เนาะဒီတစ်ပတ်မှာကြတော့အရှောင်းတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုခေါ်ရမလဲဆိုပြီးတော့မှညီမကပြန်လဲမျှဝေပေးချင်ပါတယ်ရှင်အရှင်ဆုံးအရှောင်းကိုကြတော့ဝါနာလို့ခေါ်ပါတယ်ရှင်အရှောင်းကိုဝါနာအရာဝါနာအဖြူကိုကြတော့ပူတေအဖြူပူတေရှေ့ကနေပြီးတော့ဝါနာပူတေဆိုလို့ရှိရင်အဖြူရောင်ဆိုပြီးတော့မှခေါ်လို့ရပါတယ်ရှင်အဖြူရောင်ကိုဝါနာပူတေအနီရောင်ကိုကြတော့ဝါနာမေရဒါမှမဟုတ်အတူကမေရလို့လည်းသုံးလို့ရပါတယ်ရှင်ဝါနာမေရဝါနာမေရအဝါရောင်ကိုကြတော့ညီမတို့ကဝါနာကုနှင်းဝါနာကုနှင်းဒါမှမဟုတ်အတူကကုနှင်းလို့လည်းပြောလို့ရပါတယ်ရှင်အစိမ်းရောင်ကိုကြတော့ဟီဂျောင်အစိမ်းရောင်ကိုကြတော့ဝါနာဟီဂျောင်ဒါမှမဟုတ်အတူကဟီဂျောင်လို့လည်းပြောလို့ရပါတယ်ရှင်ဝါနာဟီဂျောင်ဝါနာဟီဂျောင်အပြာရောင်ကိုကြတော့ညီမတို့ကဘယ်လိုခေါ်မလဲရှေ့ကနေပြီးတော့ဝါနာထည့်ပြီးတော့မှနောက်ကဘီရူဝါနာဘီရူအပြာရောင်ဝါနာဘီရူအပြာရောင်ဝါနာဘီရူဒါမှမဟုတ်အတူကဘီရူဆိုပြီးတော့လည်းပြောလို့ရပါတယ်ရှင်အမဲရောင်အနှိပ်ရောင်ကိုဘယ်လိုခေါ်လဲရှေ့ကထုံးစံတိုင်းပဲဝါနာလေးထည့်ပြီးတော့မှနောက်ကဟီတမ်ဝါနာဟီတမ်အမဲရောင်ဒါမှမဟုတ်အနက်ရှောင်လို့လည်းသုံးလို့ရပါတယ်ရှင်အတူကဟီတမ်လို့လည်းခေါ်လို့ရပါတယ်ရှင်ခရမ်းရောင်ကိုကြတော့ညီမတို့ကဘယ်လိုခေါ်မလဲခရမ်းရောင်ကိုကြတော့ဝါနာအွန်ကူနောက်တစ်ခုကကြတော့ညီမကပန်းရောင်ကိုဘယ်လိုခေါ်မလဲပန်းရောင်ကိုကြတော့ဒီဘက်မှာကြတော့ pink လို့အများဖြစ်သုံးတယ်ပေါ့နော် pink ပန်းရောင်ဒါမှမဟုတ်မေရာဂျမ်ဘူလို့လည်းခေါ်လို့ရပါတယ်ရှင်မေရာဂျမ်ဘူဆိုလို့ရှိရင်ပန်းရောင်လို့လည်းသုံးလို့ရပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်အများအဖြစ်ကခေါ်တာ pink အဲ့လိုမျိုးခေါ်ရပါတော့အတူကောက်ခေါ်တာများရပေါ့ဥပမာဆက်စားပြီးတော့ညီမတို့အဖြူရောင်ဆိုလို့ရှိရင်ပူသေးအဲ့လိုမျိုးအတူကောက်ခေါ်တယ်လို့မျိုးမေရာဆိုလို့ရှိရင်လည်းအနီရောင်ဟီဂျောင်အစိမ်းရောင်ဟီတမ်အနက်ရောင်အမဲရောင်အဲ့လိုမျိုးပေါ့နော်ညီမတို့ခေါ်ကြရပေါ့နော်အဝါရောင်ကြလို့ရှိရင်ကူနှင်းအဝါရောင်ဆိုလို့ရှိရင်လည်းကူနှင်းအပြာရောင်ကိုကြတော့ဘီရူအပြာရောင်ကိုကြတော့ဘီရူအဲ့လိုမျိုးအတူကောက်ကလေးတွေခေါ်ကြတာများရပေါ့နော်တခါကျမှဝါနာပူသေးတခါကျမှအဲ့လိုဝါနာမေရာဆိုပြီးတော့ညီမတို့ခေါ်ရလဲရှိရပေါ့နော်မီကိုရောင်ကိုညီမတို့ဘယ်လိုခေါ်မလဲကလာဘူမီကိုရောင်ဝါနာကလာဘူဝါနာကလာဘူမီကိုရောင်โอเคအဝါရောင်ကိုလည်းပြောပြီးသွားပြီဖြစ်တဲ့အတွက်နောက်တစ်ခုကကြတော့လိမ္မော်ရောင်ကိုကြတော့ orange လိမ္မော်ရောင် orange လိမ္မော်ရောင် orange ဆိုပြီးမှလည်းသုံးလို့ရရပေါ့နော်အများကြီးကဒီဘက်မှာဆိုလို့ရှိရင်အတူကောက်ပြောရတာများတယ်ပေါ့နော်လွယ်ကူပြီးတော့မှပြောရတာလည်းအရန်အဆင်ပြေတဲ့ပုံစံလေးတွေပဲပြောကြတာဖြစ်တဲ့အတွက်အရန်ကြီးပေါ့နော်ခက်လည်းမဟုတ်ဘူးเนาะမလေးစားကနောက်တစ်ခုကကြတော့အညိုရောင်ကိုကြတော့အများအဖြစ်က chocolate ဆိုပြောမှလည်းခေါ်ရဲပေါ့နော်အညိုရောင်ကို chocolate လို့လည်းခေါ်လို့ရပါတယ်ရှင်ဥပမာအနေနဲ့ညီမကတခြားပြောပြပေးမယ်ပေါ့နော်မင်းဘာအယောင်လိုချင်လဲဆိုလို့ရှိရင်အာဝါမောင်ဝါနာအပါအာဝါမောင်ဝါနာအပါမင်းဘာအယောင်လိုချင်လဲအာဝါဆိုတာကကြတော့မင်းမောင်ဆိုတာကလိုချင်သည်ဝါနာဆိုတာကကြတော့အရှာအပါဆိုတာကဘာလဲအဲ့ဒါတွေအကုန်လုံးဆက်လိုက်မယ်ဆိုလို့ရှိရင်အာဝါမောင်ဝါနာအပါမင်းပါအရှောင်လိုချင်လဲပေါ့နော်အဲ့လိုမျိုးလေးတကယ်လို့ငါကအဖြူအောင်လိုချင်တယ်ဆိုလို့ရှိရင်စာယာမောင်ဝါနာဥတေစာယာမောင်ဝါနာဥတေဒါမှမဟုတ်စာယာမောင်အနီရောင်ပေါ့နော်အနီရောင်ကိုကြတော့မေရာစာယာမောင်ဝါနာမေရာစာယာမောင်ဝါနာမေရာ
အဲ့လိုမျိုးဘယ်လိုပြောစကားလေးကိုပေါ့နော်ပြောရတာအရန်တတရှိပြီးတော့မှလွယ်ကူကူလေးနဲ့မလေးစကားအရန်လွယ်တာဖြစ်တဲ့အတွက်အားလုံးအတွက်ဒီဗီဒီယိုဖိုင်လေးကအကျိုးရှိစေလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်ညီမရဲ့ဗီဒီယိုဖိုင်လေးကို like and subscribe လေးလုပ်ပေးဖို့လည်းမမေ့နဲ့အောင်နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye